ဒီခုရောက်နေတဲ့နေရာလေးကတော့မန္တလေးမြို့ရဲ့အထင်ကရနေရာတွေထဲကနာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ပတင်ကြီးဘက်မှာရှိတဲ့ရန်ကင်းတောင်ဖျားပေါ်မှာရှိတဲ့ငရက်မင်းလိုင်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်အင်္ဂါဦးလေးလိုက်ပို့ပေးရပါမြောက်တစ်ခါမှမရောက်ဘူးဆိုတော့အဖက်ကိုလည်းတွားဖို့ကလည်းဝေးတယ်လမ်းတယ်ပေါ့နော်ရောက်သွားတဲ့ချိန်မှာလည်းနဲတယ်ပေါ့ဖျားဖူးပညာတွေကတော့ဒီဘက်မန္တလေးတောင်တို့မဟာမူနီတို့မှာတော့လူတူများရပေါ့ရန်ကင်းတောင်ငရဲအင်းမင်းလိုင်ကူဘက်ကကြတော့ဖျားဖူးတွေနေရပေါ့ဘာလို့လဲတော့မသိဒီရဲ့လိုင်ကူတွင်းရောက်သွားတဲ့ချိန်မှာလည်းအေးချမ်းတဲ့တိတ်ဆိတ်တဲ့တရားထိုင်မယ်ဆိုလဲရန်ကိုမိုက်ပါတယ်အေးချမ်းနေခြင်းနဲ့လူစင်းတော့မိုက်တဲ့ဒီနေရာလေးငရဲမင်းလိုင်ကူကလေရောက်ဖူးတဲ့လူတွေရှိရင်လည်းပြောခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ